Good morning, everyone. Just soaking in this incredible view. Can you feel the fresh airs? Every day is a new, fresh start, a gift. Take a moment right now to truly appreciate where you are and what you have. Be grateful for this moment. Today, let's choose joy, let's choose kindness, let's choose to be better than we were yesterday. No matter what challenge comes, remember, you have this strength to overcome them. Let's make today productive and positive. Get out there and shine. Have a wonderful day for you all. Hello မင်္ဂလာပါကျွန်တော်ဒီနေ့လေကွင်းကျဲကြီးတွေကိုရောက်နေရပဲဖြစ်ပါတယ်စဘာခင်းနေကြရဲမှာပါကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်နည်းနည်းလေး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မှာလူတိုင်းမှာပေါ့နော်အဓိကအိမ်မက်တွေကိုစီရှိကြတယ်အိမ်မက်မရှိတဲ့သူဆိုတာကတော့မရှိတဲ့လောက်ရှားတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီအိမ်မက်တွေကဒီလေကွင်းကျဲကြီးတွေလိုပဲတကယ်ကိုကျဲပြန့်တဲ့အလားအလာတွေရှိတယ်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဆိုရင်လုံမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုနေတိုင်းစူးစမ်းအားထုတ်မှုဆိုတဲ့မျိုးစေ့တွေနဲ့စိုက်ပျိုးတတ်ဖို့လည်းလိုပါသေးတယ်အပင်ကြီးဖို့နေအောင်ကြီးနဲ့ရေလိုအပ်တယ်လို့ပေါ့နော်ဒီအပင်လေးတွေအသီးနှံဖြစ်ဖို့အချိန်ယူရတယ်လို့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေလည်းချက်ချင်းအောင်မြင်လာမှာတော့မဟုတ်ဘူးစိတ်ရှည်ဖို့နဲ့မလျှော့တဲ့ဇွဲတွေရှိဖို့တော့အရင်ရေးကြည့်တာပေါ့မနှက်ဖြန်တိုင်းဟာကျွန်တော်တို့အတွက်တကယ်ကိုထိုက်တဲ့အခွင့်အရေးတွေရတဲ့နေ့တစ်တွေပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့တွေကိုအကောင်းဆုံးအသုံးချပါလို့ကျွန်တော်ဒီမှာပြောချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်